တောင်လေးတွေဟာဘာကြောင့်လူတွေကိုဒီလောက်ထိဆွဲဆောင်နိုင်တာလဲသိပါသလားတခါတလေသူတို့ကတိတ်တိတ်လေးနေတတ်ပြီးတခါတလေတော့အရန်ချစ်စရာကောင်းတဲ့အပြုအမူတွေလုပ်တတ်ပါတယ်ဒီဗီဒီယိုမှာတော့ကြောင်လေးတွေဘာကြောင့်လူတွေကိုဒီလောက်ချစ်စေတယ်လဲဆိုတာပြောပြပေးသွားပါမယ်ကြောင်လေးတွေကိုလူတွေချစ်ကြတာရဲ့ပထမအကြောင်းရင်းကတော့သူတို့ရဲ့ပုံစံပါမျက်လုံးကြီးကြီးလေးတွေအမွှေးနူးနူးလေးတွေလက်တံသေးသေးလေးတွေဒါတွေကြောင့်ကြောင်လေးတွေကိုကြည့်လိုက်တာနဲ့လူတွေကအလိုလိုချစ်စိတ်ဖြစ်လာတတ်ပါတယ်အထူးသဖြင့်ကြောင်ကလေးလေးတွေကခုံပြီးကစားနေတဲ့ပုံလေးတွေကအရန်ချစ်စရာကောင်းပါတယ်။ကြောင်လေးတွေကတခါတလေအရန်ပျော်စရာကောင်းတဲ့အပြုအမူတွေလုပ်တတ်ပါတယ်။ဥပမာကျိုးလေးတစ်ချောင်းကိုလိုက်ဖမ်းတာအလင်းရောင်ကိုလိုက်ခုန်တာအိတ်နေတဲ့နေရာကနေတခါတည်းခုန်ထားတာတခါတလေတော့ကြောင်လေးတွေကဘာမှမရှိတဲ့နေရာကိုကြည့်ပြီးအံ့ဩနေတယ်လို့ဖြစ်နေတတ်ပါတယ်။အဲ့ဒီအချိန်တွေမှာလူတွေကကြောင်လေးဘာကိုမြင်နေတာလဲဆိုပြီးအံ့ဩတတ်ကြပါတယ်။ကြောင်လေးတွေဟာအရန်တန်ရှင်းတတ်တဲ့တိရစ္ဆာန်တွေပါ။သူတို့အမွှေးလေးတွေကိုနေတိုင်းရှာနဲ့တန်ရှင်းရေးလုပ်တတ်ပါတယ်။ဒါအပြင်သူတို့ကအိပ်ရတာကိုလည်းအရန်ကြိုက်ပါတယ်။တနေ့မှာ12နာရီကနေ16နာရီလောက်အိပ်တတ်ပါတယ်။ဒါကြောင့်ကြောင်လေးတွေကိုအမြဲတမ်းအိပ်နေတယ်လို့မြင်ရတာပါ။ကြောင်လေးတွေဟာလူတွေကိုစိတ်အေးချမ်းမှုပေးနိုင်ပါတယ်။အလုပ်ပင်ပန်းပြီးအိမ်ပြန်လာတဲ့အချိန်မှာကြောင်လေးတစ်ကောင်လာပြီးအနားမှာထိုင်နေတယ်ဆိုရင်စိတ်ပင်ပန်းမှုတွေတချို့လျော့သွားတတ်ပါတယ်။တချို့ကြောင်လေးတွေကသူတို့ချစ်တဲ့လူတွေအနားမှာလာအိပ်တတ်ပါတယ်။ဒါကြောင့်လူတော်တော်များများကကြောင်လေးတွေကိုမိသားစုဝင်တစ်ယောက်လိုချစ်ကြပါတယ်။ကြောင်လေးတွေကတကယ်ကိုချစ်စရာကောင်းတဲ့တိရစ္ဆာန်လေးတွေပါဒီဗီဒီယိုကိုကြိုက်တယ်ဆိုရင် like နှိပ်ပြီး subscribe လုပ်ဖို့မမေ့ပါနဲ့နော်နောက်ဗီဒီယိုတွေမှာလည်းပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေတင်ပေးသွားပါမယ်ကျေးဇူးတင်ပါတယ် See you in the next video.